ပေးတဲ့ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ရဲ့အချစ်တော်ဂိုင်းစတာလောကရဲ့မာဖီးယားပြင်ကြီးတိုမီရှယ်ဘီရဲ့အကျဉ်းသားဇာတ်လမ်းတစ်ပုဒ်နဲ့ပြန်လာခဲ့ပါပြီခင်ဗျားတို့ကတိုမီကြီးအေးအေးဆေးဆေးအနားယူသွားပြီထင်နေတာမလားဘယ်ဟုတ်မလဲဗျာဒီဘက်ကြီးရဲ့ဘဝကပြဿနာမရှာရင်ပြဿနာကသူ့စီကိုပြေးလာတာပဲကဲဒုတိယကမ္ဘာစစ်ကြီးထဲမှာ Peaky Blinders တွေဘယ်လိုတောင်းကျမ်းကြမလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဗျာဇလန်းစာတာနဲ့1940ခုနှစ်ကိုရောက်သွားတယ်နာဇီတွေကပြည်တင်စီးပွားရေးကိုကမောက်ကမဖြစ်အောင်ပေါင်စတာလင်ငွေဆက်ကူအတူတွေတန်းနဲ့ချီပြီးခိုးထုတ်နေတာဗျတနေ့တော့ဘာမင်ဂန်ကလက်နက်ဆက်ရုံကိုနာဇီလေတွေကပုံလာကျဲသွားတယ်အလုပ်သမားတွေအကုန်လုံးတေကုန်ရောအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဘေးတိုမီကဘာလုပ်နေလဲသိလားတောရွာလေးတစ်ခုမှာတယောက်တည်းအထီးကျန်ဆန်ဆန်စားထိုင်ရေးနေတာဗျဂိုင်းစတာဘွားကနေစားရေးစရာဘွားကိုကူးပြောင်းသွားတာပေါ့လေဒါပေမဲ့ကြည့်ပါအောင်ဗျဘဲကြီးကတေသွားတဲ့သမီးလေးရဲ့ပုံရိပ်တွေကိုမြင်နေရတော့မယ်စိတ်တန်ရာတွေကမသေးဘူးနော်အဲ့ဒီမှာထူးဆန်းတဲ့အနီရောင်ဘွားလေးတစ်ခုကိုတွေ့တော့သူ့ကိုအုပ်ကူမှာတွားချိတ်ထားလိုက်တယ်တစ်ဖက်မှာကျတော့တိုမီရဲ့ညမအိဒါကတိုမီစီလာပြီးအကူကြီးတောင်းတယ်ဘာလို့လဲဆိုတော့တိုမီရဲ့သားဒူက Peaky Blinders ဂိုင်းကိုဥဆောင်ပြီးပြဿနာတွေအကြီးအကျယ်ရှာနေလို့ပဲတားလို့တဲ့ကောင်ကပောက်ကြရတွေလို့ရဲတွေကိုပါရိုက်နှက်နေတာဒီကောင်ကတော့လှုပ်ချလိုက်ပြန်ပြီဗျာအဖေချေရကိုမနှင်းမဲ့လမ်းချော်နေတာနောက်ဆုံးဒူကနာဇီအေဂျင့်ဘက်ကတ်ဆိုတဲ့ကောင်တွေပါပေါင်းပြီးငွေတုတွေဖြန့်ဖို့လုပ်နေပြီလေမြင်လားငွေမဲ့ရင်ရန်သူနဲ့လည်းပေါင်းတာပဲအဲ့ဒီမှာဇလန်းကနည်းနည်းလေးထူးဆန်းသွားတဲ့တိုမီစီကိုကောက်လိုဆိုတဲ့ကောင်မလေးရောက်လာတဲ့သူမကဒုရဲ့အမေတည်သွားတဲ့ဇယ်ဒါရဲ့အမွှာညီမားတဲ့ပို့ဆိုးတာကသူမကိုယ်ထဲမှာဇယ်ဒါရဲ့ဝိညာဉ်ဝင်ပူးနေတယ်လို့ပြောတာပဲဂိုင်းစတာကားကနေတရက်ကပဲပြောင်းသွားပြီလားမသိဘူးဗျာဒါပေမဲ့တိုမီကြီးကတော့စော်လဲမြင်ရောအကုန်မေ့တော်ပုံရတယ်နှစ်ယောက်သား easy ကလေးလောက်ကြရင်လည်းတိုမီကသူ့အကိုကိုမတော်တဆတက်ခတ်မိတဲ့အကြောင်းကိုဖွင့်ပြောလိုက်တယ်ကြည့်ရတာတိုမီကြီးကအပြင်းမန်းသာမှာကြောနေတာအတွင်းထဲမှာတော့အပြစ်ကင်းစင်ခြင်းနေတဲ့လူမမကြီးဗျဇလန်းရဲ့အချိုးအကွေကဒီမှာလာပြီးပေးသက်ကြီးရဲ့အေဒါကဒူးတို့ကိုတားဆီးဖို့ကြိုးစားရင်နာဇီကောင်ဘက်ကရဲ့တနက်ပစ်တက်တာကိုခံလိုက်ရတယ်သူ့ရဲ့နေရာမှာလဲကျသိဆုံးသွားတဲ့အေဒါကိုမြင်ရတာတော်တော်စိတ်မကောင်းစရာပဲဒီသတင်းလဲကြရောတိုမီကြီးငြိမ်နေပါမလားဗျာကြားနာကိုသွားဆမိပြီလေသူ့ရဲ့ကုတ်အရှိကြီးကိုဝစ်တနက်ကိုဆွဲပြီးဘာမင်ဂန်ကိုတန်းဆင်းလာတော့တာပဲပုံစံကိုကအထားကြလုံးလို့ကြက်သိန်းအောင်ထားတယ်ဘာမင်ဂန်ရောက်တာနဲ့တိုမီကဘက်ကတ်ကိုရှင်းဖို့စီစဉ်တော့တာပဲစိတ်ကမ်းမှာငွေတုတွေလာချမဲ့အချိန်ကိုစောင့်ပြီးဘုံခွဲပစ်လိုက်တယ်နာဇီကောင်းတွေအကုန်စစ်စစ်ညံ့ညံ့ကြေကုန်ရောဂိုင်းစတာစစ်ဆိုတာဒါမျိုးဗျအဲ့နောက် warehouse ထဲမှာတနက်ပစ်ပွဲတွေဆက်ဖြစ်တယ်အရှင်ကန်းတွေကတော့ share ပဲဗျနောက်ဆုံးကျတော့ဘက်ကတ်ကိုတိုမီကပဲတနက်နဲ့ပစ်တက်လိုက်တယ်အကုန်လုံးပြီးသွားပြီထင်နေတာလားမပြီးသေးပါဘူးဗျအခန်းထဲမှာတိုမီနဲ့ဒူးနှစ်ယောက်တည်းကျန်ခဲ့တယ်အဲ့ဒီမှာတိုမီကလှုပ်ချလိုက်ပြန်ပြီဒူးကိုတနက်ပေးပြီးသူ့ကိုပြစ်တက်ခိုင်းတယ်ဗျစဉ်းစားကြည့်အဖေရင်းကိုတက်ခိုင်းတာနော်ဒူးကမပြည့်ရဘူးညင်းပေမဲ့တိုမီကအတင်းဖိအားပေးတယ်သူတေမဒူးက Peaky Blinders တွေရဲ့ Gypsy ဘီရင်အသစ်ဖြစ်အပြည့်အဝတက်လှမ်းနိုင်မယ်လို့ခံယူထားတာကိုနောက်ဆုံးတော့မျက်ရည်တွေနဲ့အတူတနက်တန်ထွက်ပေါ်လာတယ်အဖေကိုတတ်လိုက်ရတဲ့သားဒီသားဖတွေရဲ့ဇလန်းကတော့အတော်လေးကိုရင်းနှီးစရာကောင်းပါတယ်နောက်ဆုံးမှာတော့ဂိုင်းစတာဘီရင်ကြီးတိုမီရှယ်ဘီရဲ့ရုပ်လောင်းကို Gypsy တွေရဲ့ထုံးစံအတိုင်းလှဲပေါ်တင်ပြီးမီးစကြိုလိုက်ကြတယ်အတူရောင်ငွေဆက်ကူတွေနဲ့အတူတိုမီရဲ့အတိတ်ဆိုးတွေပါမီးထဲပါသွားတာပေါ့ဗျာကဲပိတ်သက်ကြီးရေဒီလိုအဆုံးသက်သွားတာကိုသဘောကျလားတိုမီကြီးမသေးသင့်ဘူးလို့ထင်လား comment မှာဝင်ဆွေးနွေးကြပါဦးဒီလိုအကြမ်းဖက် review လေးတွေကိုဆက်ကြည့်ကြရင်တော့ like and follow subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်တတား